ထေသေးတာလေရှင်မင်းတယောက်တည်းတော့ငါရောပဲနင်ငါ့ကိုသူနဲ့အမျိုးမျိုးဆုဆွဲတယ်အမျိုးမျိုးပြဿနာရှာနေတာကိုပြောရသေးတယ်ဒီလားအခုဟိုဟာလေးချွန်းတကယ်ချမယ်နော်တကယ်ချရအောင်အော်ဘာတော့တကယ်မရိုက်ပါဘူးကိုနိုင်နဲ့မစုံလိုက်ရဘူးဆိုပြတော့ကွယ်မင်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချရတဲ့ရှင်မင်းကို3ရက်ဝယ်မယ်ရောက်ပါတကယ်လူတယောက်ရဲ့မြင့်တာတွေအချစ်တွေတရောစင်တွေကတော့ငွေနဲ့ပဲဟိုဟာတန်ဖိုးလည်းဖြတ်လို့မရဘူးဝယ်လို့လည်းမရပါဘူးMSB စီစဉ်မှာပေါ့ဖြစ်တာကတော့အမကိုဟိုပါပေါ့ချော့ပေါ့နော်ဒါကြပြေဖြိုးနိုင်မောင်လေးကနေပြီးတော့စပြီးတော့ကမ်းလှမ်းတယ်ချောနဲ့ပြေဖြိုးနိုင်ဆိုတာလည်းချောရဲ့ခမ်းဘက်အစမှာတွေကလက်တွဲလာတယ်မောင်လေးလည်းဖြစ်တဲ့ခါကျတော့ကိုမောင်လေးကဆိုတော့လေကိုကအားဖြစ်ခြင်းတယ်လေဟိုဟာသူပြောတဲ့အချိန်မှာလဲကိုကဒီတစ်ဆက်လုံးကိုနားထောင်တဲ့အချိန်မှာလဲဒီဇက်လေးကိုကြိုက်တယ်ကိုတိုင်းတော့မှပြိသက်အနေနဲ့ပြန်ပြီးတော့ခံစားခြင်းနဲ့ကားမျိုးလေးလည်းဖြစ်တယ်အတွဲဆက်လည်းဆန်းတယ်လေကိုနိုင်ရဲ့ပထမဆုံးခမ်းဘက်လည်းဖြစ်တယ်ကိုနိုင်နဲ့ဒီကိုနေတိုးနဲ့တွဲပြီးတော့ဘယ်လောက်ဒီတရုပ်ဆောင်နေပေါ့နော်အဲ့လိုမျိုးအပြိုင်နေကျဲကြမလဲဆိုတော့လည်းရမ်းကြည့်ခြင်းနဲ့ကိုယ့်ရဲ့ဂိုက်တာလေးကိုလည်းကိုသဘောကျတယ်နောက်ပြီးတော့ကိရဲ့ချစ်စရာကောင်းတဲ့အဲ့လိုဟမ်ဘတ်မူရလေးတွေကြည့်ရတဲ့နေတွေကိုအရန်တန်နေပါပြီမင်းသားနှစ်ယောက်ရောမင်းသမီးရောအရန်ဟိုချစ်စရာကောင်းနေတာဒီကိုထေသေးတာလေရှင်မင်းတယောက်တည်းတော့ငါရောပဲနင်ငါ့ကိုသူနဲ့အမျိုးမျိုးဆုဆွဲတယ်အမျိုးမျိုးပြဿနာရှာနေတာချအခုပြောရသေးတယ်ဒီလားအခုဟိုဟာလေးချွန်းတကယ်ချမယ်နော်တကယ်ချရအောင်အော်ဘာတော့တကယ်မရိုက်ပါဘူးတချို့ဒီပခုံးတွေပါကြတော့လေနည်းနည်းလေးတော့နော်အဲ့လိုမျိုးဟိုနည်းနည်းပါတော့ချခြင်းတယ်မလို့နည်းနည်းပါတော့ချပြရသေးတယ်ဘာပြောကြည့်လဲတကယ်ချမယ်လို့ပြောမဟုတ်ပါဘူးအကိုတို့ကဒါနားလည်ပေးပါတယ်ပါတော့တကယ်ပဲရိုက်မယ်ရိုက်လို့တော့မကောင်းဘူးစပါးလည်းရှိတယ်ပဲဟာယူကိုနိုင်နဲ့မစုံလိုက်ရဘူးဆိုပြတော့ကွယ်လုံးလိုက်တော့မှတကယ်အေးလေစုံနေတာကိုနဲ့တစေးမှမစုံလိုက်ရအောင်ဟုတ်တယ်မလည်းမစုံလိုက်ရမစုံလိုက်ရအောင်အဲ့လိုအပြပြရဆိုးတယ်အေးရဆိုနောက်ကားစီနေဟာစီစဉ်တယ်နော်လည်းဟမ်ပတ်နော်ဟုတ်တယ်ပထမဆုံးခမ်းပတ်ဆိုတော့ကိုတိုင်းလဲဟိုဟာလေရမ်းစိတ်ဝင်စားတယ်နောက်ပြီးတော့ဟိုကိုနိုင်ကအဲ့လိုမျိုးခမ်းပတ်မှာအဲ့လိုကိုနေတိုးနဲ့အတွဲဆက်ဆိုတော့ပိုးပြီးတော့ကြိုက်တာပေါ့နော်ဟိုပြိသက်တွေမပြောနဲ့ကိုတိုင်းတော့တကယ်ရင်ခုန်တယ်ကြည့်ရတာလေးကအဲ့လိုချောတို့ငယ်တုန်းကအဲ့ romance drama လေးတွေကိုအဲ့လိုပြန်ပြီးခံစားရတယ်လို့မျိုးပေါ့နော်အဲ့လိုတကယ်ရုပ်ရှင်ရတာကြည့်လို့ကြရလေးမင်းတောင်းတဲ့ငွေပမာဏကိုပေးမယ်မင်းသိချရတဲ့ရှင်မင်းကို3ရက်ဝယ်မယ်ရောက်ပါတကယ်အဲ့လိုစိတ်ခံစားမှုအချစ်တွေမြစ်တာတွေကိုပေါ့နော်အဲ့လိုပတ်စံနေနဲ့ဝယ်ယူလို့မရပါဘူးချောရဲ့အမြင်ပေါ့နော်ဝယ်ယူလို့မရဘူးခဏတော့သူတို့တာယာချင်းတာယာမယ်တကယ်တမ်းရေရှည်ကြရကြတော့အချစ်တွေတန်ရောစင်တွေမြစ်တာတွေမပါဘဲနဲ့ရေရှည်ကလက်တွဲလို့မရပါဘူးပေါ့နော်ပတ်စံနဲ့ဟိုအရာတိုင်းကပတ်စံနဲ့ပြီးရဆိုပေမဲ့တကယ်လူတယောက်ရဲ့မြင့်တာတွေအချစ်တွေတန်ရောစင်တွေကတော့ငွေနဲ့ပဲဟိုဟာတန်ဖိုးလည်းဖြတ်လို့မရဘူးဝယ်လို့လည်းမရပါဘူးကျွန်မချုံးကတော့အချစ်ပဲပေါ့အမလားအေးပေါ့အချစ်ဆိုပြီးတော့ပုံနှားမှာအနောက်ကဟာတွေအော်တို2ဆ3ဆနဲ့အဲ့လိုမျိုးအမလေးဒါလေးကအဲ့ကြောင့်တော့အချစ်ပဲနော်အေးပေါ့ကိုနိုင်နဲ့ကိုနေတူလေးဖြစ်တယ်နောက်တော့ခစ်လေးလည်းဖြစ်တယ်လေဖြစ်တဲ့ခါကျတော့ဒါကိုပါရတာကွာဟိုကိုတို့အရင်အဲ့ဒီ minus မဖြစ်ဘူးကွာဒါဘာပြောလေဒါပုံမှန်လင်းပြောတာပေါ့နော်ချိုးတို့အတွက်ဒါတရုပ်ဆောင်တယောက်အတွက်လည်းအရင်ဒါ minus ဖြစ်သွားတဲ့အကြောင်းလည်းမရှိဘူးနောက်ပြီးတော့လည်းဒီဟိုကိုက်တာကိုရတဲ့ကိုက်တာလေးကလည်းတကယ်လဲကောင်းတယ်စင်းနေပြီမဲ့ဟိုလောက်ရတဲ့စင်းတိုင်းကချောအရန်ပင်ပန်းတယ်တကယ်ဟိုခိုင်းတာအဲ့လိုမျိုးတက်အောင်ခိုင်းတယ်ကိုရင်ကနေပုံဒီတိုင်းကဒီပုံလေးပဲနော်ဟုတ်တယ်အကိုကနော်ဟိုအဓိကအကိုက body structure ပေါ့နော်အရန်မိုက်တယ်လေဟိုငယ်တုန်းကထက်တော့ပိုပြီးခက်ပြီးပိုချောလာတယ်ပေါ့နော်အမိုက်စားကြီးဟုတ်တယ်အရန်လိုက်တာလေအမေအဲ့လိုစိတ်ကူးရင်လို့အရန်ကောင်းတာငယ်တော့ဆိုဟာဒီကိုလဲလို့ရှင်ဒီမောင်လဲလားရွေးချယ်ခန့်အဲ့လိုမျိုးလေကောင်မလေးတွေအတွက်လေအဲ့လိုမျိုးစိတ်ကူးရင်လို့အရန်ကအဲ့လို vibe ကိုပြန်ရတယ်ကွာသိလားအဲ့လိုဒီကားကိုကြည့်တဲ့အချိန်မှာအဲ့ကိုယ့်ရဲ့ခံစားချက်ကအဲ့လိုဖြစ်သွားတယ်ငယ်တော့စိတ်ကူးရင်ပြီးရုပ်ရှင်တွေကြည့်ပြီးတော့လေဒီကိုကြီးကိုလည်းကြိုက်တယ်ဒီမောင်လေးကိုလည်းလိုချင်တယ်ဆိုအဲ့လိုနော်ဘယ်သူဘက်ကဟမ်ကိုနေနေလားကိုနေတို့မောင်နှစ်ယောက်လုံးမကောင်းဘူး
စကားလေးပါပြောပါတယ်စကားလေးပါပြောတာပါဟိုတယောက်ကလည်းငွေနဲ့အရာရာအဲ့လိုမျိုးဟိုဖြစ်ချင်တာပေါ့တယောက်ကလည်းဟိုသူချစ်တယ်ဆိုတဲ့ဟာနဲ့ပဲဒီဟိုကောင်မလေးပေါ့နည်းနည်းလေးအနိုင်ကျင့်တယ်လို့ခံစားရတယ် ကိုလည်းရမ်းခံပြင်းပြီးတော့ ဟုတ်တယ်အကိနေမှာခံစားပြီးအမလီကိုတော့မွန်းချက်သွားတယ်တနာလိုက်တာလို့အဲ့လိုမျိုး နဲ့တော့အရင်ဆုံးနေပြီလား ရင်တော့ဆုံးခဲ့တယ်ဒါပေမဲ့ချိုးတော့အဲ့လိုငငယ်တော့ပေါ့နော်ချိုးဒီတရုတ်ဆောင်လောက်ခါစားအချိန်လေးတော့ကတော့သူနဲ့ကားရိုက်လေးတော့ဆုံးခဲ့ဘူးတယ်အဲ့လိုမျိုးအများကြီးတော့လည်းမဟုတ်ပါဘူးဟုတ်ဒါပေမဲ့ကိုနဲ့ခင်မှုပါမယ် ဟုတ်ဆမ်းပတ်ကြီးကတော့တကယ် body your face အာရအမလီရှင်တို့လည်းစိတ်ကူးရည်နေတယ် ခေလာလေးကေ ချစ်သေးကိုချိုးတို့ပေါ့နော်ဒီပါဝင်တဲ့ actor တွေအားလုံးလည်းအရန်ကိုကြိုးစားထားတဲ့ director ပြဖြိုးနိုင်ရဲ့ပေါ့နော်ဒါဟိုမောင်လေးရဲ့လက်ရလေးကိုလည်းလာပြီးတော့ကြည့်ရှုပြီးတော့အားပေးကြပါလို့ကျွန်တော်ဖိတ်ခေါ်ပါရဲကိုတိုင်းနောက်မှကြည့်ပြီးတော့အရန်ကိုကြိုက်ရတဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်ပရိသတ်တွေလည်းကြိုက်မယ်လို့ယုံကြည်ပါတယ်အားကြောင့်လာပြီးတော့အားပေးပါလို့ကျွန်တော်ဖိတ်ခေါ်ပါရှင် Myanmar Star Bazaar